ဘုရားရှင်နောက်မှာပါရမီကြီးရှိမှဝင်ရတာပဲပို့လူမှာမင်းမရှိရင်ဘယ်ဖြစ်လိမ့်မလဲလာ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 ရောင်မြဟမ်းမတော့ပါမဲ့အလေးပဲ့ရင်ထမ်းမရှိမဲ့တန်ကိုဘဝဟာ